မိခင်ဖြစ်သူကလူမိုက်3ယောက်သူ့သမီးကိုနှောက်ယှက်နေတာကိုမျက်မြင်ကိုတွေ့မြင်လိုက်ရပေမဲ့မမြင်ချင်းအောင်ဆောင်ပြီးမျက်ကွယ်ပြုလိုက်ပါတယ်။သမီးကိုကယ်တင်မဲ့အစားသူ့လက်နဲ့ကိုယ်တိုင်အိမ်တကားကိုပိတ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့သူတိထားတဲ့တုံးလို့ဆရာလှုပ်ဝက်ချက်တစ်ခုကြောင့်ကဘာကြီးကိုအမှန်တရားချပြနိုင်ဖို့ဒီနေ့ရောက်လာအောင်လေးလာတိတိဆောင်ဆိုင်နေကြရလို့ပါပဲ။သမီးဖြစ်သူကအမိုက်ပုံးကိုဖတ်ပြီးအဆက်မပြတ်အန်နေချိန်မှာမိခင်ကတော့ဘာစိတ်ခံစားမှုမှမရှိတဲ့မျက်နှာထားနဲ့ကြည့်နေပါတယ်။သမီးကဘိုင်းမကောင်းလို့အိမ်မှာပဲနားကျင်တယ်လို့ပြောတဲ့အခါမိခင်ကသူ့အိတ်ထဲကကိုဝင်စစ်ပြန်တစ်ခုကိုအေးဆေးတည်ငြိမ်စွာထုတ်ပေးလိုက်ပြီးအစင်းဘယ်နှကြောင်းပေါ်လဲဆိုတာရေချိုးခန်းနဲ့တွားကြည့်ခိုင်းပါတယ်။ဒါကိုကြားတော့အဖွားဖြစ်သူကချက်ချင်းဒေါသထွက်လာပါတယ်။မိမလေးကတက္ကသိုလ်တက်နေတော့မှရှိသေးတာအိမ်တော်မပြုတ်ပဲကိုဝင်ရှိစရာအကြောင်းမရှိဘူးလို့ညင်းပါတယ်။အတော်ဖြစ်သူကလည်းထောက်ခံပြီးကောင်မလေးမှရီးစားတော်မရှိတာအစားမတာပဲဖြစ်မှာပါဆေးရုံသွားပြကြတာပေါ့လို့ပြောပါတယ်။ဒါပေမဲ့မိခင်ကကိုဝင်ရှိကြောင်းစစ်စစ်ချက်မှတ်တမ်းကိုဓာတ်ရိုက်ထုတ်ပြလိုက်ပါတယ်။အဖြူမဲတက်တဲ့အထောက်ထားကိုမြင်လိုက်ရတော့အဖွားနဲ့အတော်လို့ဆုံးသွားကြပါတယ်။အဲ့ဒီအချိန်မှာပဲဖခင်ဖြစ်သူရောက်လာပြီးဘာဖြစ်တာလဲဆိုတာမယုံကြည်နိုင်စွာမေးပါတယ်။သမီးဖြစ်သူကတော့ဘာမှမပြောပဲတိတ်ဆိတ်နေပါတယ်။အတော်ဖြစ်သူကအမှန်တရားသိရဖို့ဖုံးဆက်စုံစမ်းနေတော့မိခင်ကကြက်ပေါင်းရည်တစ်ခွက်ယူလာပြီးသမီးကိုကောင်းကောင်းအနားယူဖို့နဲ့ကလေးကိုဂရုစိုက်ဖို့ပြောလိုက်ပါတယ်။ဒီလိုရက်ကဖခင်ကိုဒေါသပေါက်ကွဲစေပါတယ်။ဘဲကမှန်းမသိတဲ့ကလေးကြောင့်သမီးရဲ့ဘဝပျက်စီးတော့မယ်ဆိုပြီးပြောဆိုပါတယ်။ဒါပေမဲ့မိခင်ကဘာမှရှင်းမပြပဲသမီးကိုကလေးမွေးချင်လားလို့ပဲမေးပါတယ်။ဖခင်ကသူ့မိမယူသွားပြီလို့ထင်နေတော့အတော်စီကိုဖုံးဝင်လာပြီးကိုဝင်ရတဲ့အကြောင်းရင်းမှန်ကိုသိလိုက်ရပါတယ်။လုံခြုံရေးကင်မရာမှတ်တမ်းအရသမီးကိုဟိုတယ်ခေါ်သွားတာမိခင်ကိုယ်တိုင်ဖြစ်နေတာကိုတွေ့လိုက်ရလို့ပါပဲ။ဒေါသထွက်လွန်းလို့အဖွားကမိခင်ရဲ့ပါးကိုရိုက်လိုက်ပါတယ်။အတော်ကလည်းကလေးမလေးရဲ့အနာဂတ်ကိုဘာလို့ဖျက်ဆီးရတာလဲဆိုပြီးထိတ်လန့်တကြားမေးပါတယ်။သမီးဖြစ်သူကဒါတွေအားလုံးသူ့အဖြစ်ပါအမေကိုအပြစ်မတင်ကြပါနဲ့ဆိုပြီးအစွမ်းကုန်ကောက်ွယ်ပြောဆိုပါတယ်။မိခင်ကတော့စိတ်လှုပ်ရှားပုံမပြပဲအဲ့ဒီနေ့ကသမီးနာဖို့ခေါ်သွားရုံမှာကျန်တာဘာမှမသိပါဘူးလို့ပြောပါတယ်။နောက်တစ်စက္ကန့်မှာပဲအတော်ကဒီသတင်းဟာရက်ကွက်ဂယူထဲရောက်နေပြီးရက်ကွက်တစ်ခုလုံးကဒီမိသားစုရဲ့သမီးလမ်းမရောက်နေကြောင်းပြောဆိုနေကြပြီဆိုတာသိလိုက်ရပါတယ်။မိခင်ကတော့တင်းငင်စွာနဲ့ပဲဂယူထဲကိုတင်လိုက်တာသူ့ကိုယ်တိုင်မှာပဲလို့ဝန်ခံလိုက်ပါတယ်။ဖခင်ဖြစ်သူဒေါသအလွန်ထွက်ပြီးနာကျင်မှုတွေနဲ့မိခင်ရဲ့ပါးကိုနေရာမှာတင်ရိုက်ချလိုက်ပါတယ်။မိခင်ကအေးဆက်စွာနဲ့ပဲပြိတ္တမရှိရင်နှစ်ပေါင်းများစွာဖုံးကွယ်ထားတဲ့အမှန်တရားကပေါ်လာမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။မကြခင်မှာပဲနှိပ်စက်ခံရတဲ့ဗီဒီယိုပါပြန့်နှံ့လာပါတယ်။ဂယူထဲကတချို့ကနှိပ်စက်တဲ့တရက်ခံဟာမိခင်ရဲ့လှုပ်ဝက်ချစ်သူဖြစ်မယ်လို့တောင်ဆွဆွဲကြပါတယ်။ဖခင်ဖြစ်သူပြိုလဲမတက်ဖြစ်သွားပါတယ်။သူ့မိမကိုသူဒီလောက်ဂယူဆိုင်ခဲ့တာအမေနဲ့ညီမကလည်းဝိုင်းကူညီပေးခဲ့တာဘာလို့ဒီလိုလုပ်ရတာလဲဆိုတာနားမလည်နိုင်ဖြစ်နေပါတယ်။ဒါပေမဲ့မိမရဲ့မျက်လုံးထဲမှာမျက်ရည်တွေပြည့်နေတာကိုသူသတိမထားမိပါဘူး။မိခင်ကပြိတ္တမစုံသေးဘူးလို့ပဲပြောနေပါတယ်။ရက်ကွက်ထဲကလူတွေအကုန်တိကုန်ပြီဆိုတော့ဖခင်ကရက်ဆက်တဲ့မိခင်ကိုလူတွေမြင်အောင်ဆိုပြီးအိမ်အောက်ဆွဲခေါ်သွားပါတယ်။မကြခင်မှာပဲအိမ်ကြီးချင်းတွေဝိုင်းအောင်လာပြီးရက်ဆက်တဲ့မိခင်ကိုဝိုင်းဝန်းဆဲဆိုကြပါတယ်။ဖခင်ကအမှန်တရားကိုပြောဖို့အော်ဟစ်တောင်းဆိုပါတယ်။မိခင်ဖြစ်သူကရက်ကွက်ထဲမှာလူနေသေးတယ်ပြန့်နှံ့မှုအားမကောင်းသေးဘူး။ဒါကြောင့်သူ့ကိုနောက်ထပ်လုပ်ပေးဖို့တောင်းဆိုလိုက်ပါတော့တယ်။